Hello အားလုံးပဲမင်္ဂလာပါဒီဘုံရှိုးရင်တော့ကြိုဆိုလိုက်ပါတယ်နော်ဆရာသမားကြီးနော်အခုမှပဲအနိုင်ဆိုတာအဆိုတော်မှမသိတော့နော်ကိုဒီဘဝအနိုင်ဆိုတာအဆိုတော်မှမသိတဲ့ဘဝတော်တော်လေးကိုကြာနေနော်အခုမှပဲဝါဟနဲ့တွေ့ပါမယ်ထူးထူးခြားခြားထူးထူးဆန်းဆန်းတူးစီးပါရဲ့နိုင်လို့နော်ကျွန်တော်哋ဖျားတွေပါပွင့်မလာတော့ကျွန်တော်အောက်မှတ်နေရတယ်နော်ဒါကျွန်တော်ပြရလေးပြောခြင်း73ကျွန်တော်တို့ဝါဟနဲ့ကျွန်တော်တို့ဒီဘောင်တင်နဲ့ကျွန်တော်ဒီဘောင်တင်ကဝါဟကိုအဝေးဝေးမှာကျွန်တော်တူးစီးတဲ့နိုင်ဒါဒီရာဒီမှာကျွန်တော်အဝေးဝေးတပွဲမှမနိုင်သေးဘူးเนาะဝါဟောင်းဒါပထမဆုံးကြိမ်ဝါဟောင်းနိုင်တာเนาะအခုမှပဲစိတ်ချမ်းသာတော့ဗျာဒီတပွဲလုံးကြည့်နေတာဝါဟိုင်းမကန်နေတာဆိုအမလေးဖျားတရားမှားနေတာတဘဝေးရတော့ပြောနေတာကိုဒီမကြပါစေဆူတောင်းနေတာเนาะအခုတော့တူးစီးနဲ့ဆူတောင်းပြီးခဲ့တယ်ပေါ့ဗျာเนาะကျွန်တော်ဒီဘောက်ပူးတင်းနဲ့မပြောခင်ကျွန်တော်ဝါဟောင်းဘက်မှာစိုက်ပြောစီဒီပြကျွန်တော်တို့ဒီဗီဒီယိုစန်တိုပေါ့နော်စန်တိုခိုင်တဲ့လက်ထက်မှာကျွန်တော်3ပွဲဆက်တိုက်ကျွန်တော်တို့မရှုံးတာဘူးဒါဒီဘောက်ပူးတို့ဒါ3ပွဲမြောက်မှာကျွန်တော်ရှုံးတယ်ပေါ့နော်ဝါဟန်ကတော်တော်လေးကောင်းပါတယ်နော်လီဗာပူးတူတင်ကိုတင်ဆော့တယ်နော်ဒီအရင်လိုမျိုးမဟုတ်ဘူးဝါဟန်ဒီကြားမှာတော်တော်လေးကိုမိပြနောက်ပိုင်းမှာတော်တော်လေးကိုပို့တက်လာတယ်ပေါ့နော်နောက်တမဟိုမီဆာကာတော့ပါတော့ကွင်းလုံးမှာပါတီပါတော့ပါဟုတ်တယ်ဒီမစိုးပြောလို့ရတယ်နော်တက်စစ်ကတော့ကျွန်တော်ပုံဝင်လို့ပါတော့တိတ်ပြီးတော့လုပ်ဖို့ဖြစ်ဘူးနော်ဒါပေမဲ့ဝါဟန်ဘက်မှာချရရခဲ့ပါတယ်နော်ဒါဒီဘောက်ကိုသမားအလစင်ပုတ်တာတွေနော်ဒီဒုနေထိတာတွေနော်တော်တော်လေးကိုဒါဝါဟန်နင့်နာခဲ့တယ်ပေါ့နော်ဒါဘိုးဝင်းအပိုင်ကကြက်ဆိုလို့စင်ဒါအပေါ်မိုးပေါ်ထောက်ပြတာပါတယ်အဲ့ကိုတော့ကိုပေါက်တက်မှဆိုလို့စင်ဒါတကယ်ကိုပိုးလောက်တယ်နော်ပထမမှာဝါဟန်ကလီဗာပူးကောင်းတော့ဖတ်ပေးနိုင်တယ်နော်သူရင်ကိုတင်ဆော့တယ်လီဗာပူးဘောလုံးကင်လို့မရဘူးဒီချန်တန်ဆော့နော်လီဗာပူးနေနဲ့ပထမပိုင်းတစ်ပိုင်းလုံးဂိုးမရှိသေးရင်ဒါပွဲပြီးသွားတာပေါ့နော်တူစီကိုတင်ကောင်းဆော့နိုင်တယ်ဒါပေမဲ့လည်းလီဗာပူးကတော့ဒါရတဲ့အခွင့်အရေးလေးတွေကိုဒါအကောင်းဆုံးအသုံးချသွားရင်ဒါသူကတူးစီးရဲ့သူကဝါဟန်ကရှုံးသွားတယ်ပေါ့နော်ဒါဝါဟန်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုနေ့မော်ရမဟိုနေ့ကဘိုးဘပေါ်နေမှုဆိုကျွန်တော်တို့ဒီ9ကြိမ်ရှိတယ်ဘိုးပေါ်တက်တာတစ်ကြိမ်မှမရှိဘူးနော်ဒါဝါဟန်ကတော်တော်လေးကိုထင်နေစိုးသွားတယ်နော်ဒီပွဲမှာနော်တိုင်ပတ်နေမှာတယ်လီဗာပူးကိုဒီအိမ်ကွင်းနဲ့ဖြစ်တယ်နော်ဒါပေမဲ့သူတို့ကောင်းကောင်းဒုက္ခမပေးနိုင်ဆိုတော့ဒါဝါဟန်ရဲ့ပိတ်သက်တွေကတော့တော်တော်လေးကိုတော့ပွားမယ်ကျွန်တော်တော့ထင်တယ်နော်ထင်တယ်ပေါ့ဒီဟာဒီမှာဗျာလီဗာပူးကတော်တော်တိုင်ပတ်တယ်တွေ့တဲ့နေရာကိုကောက်ရှုံတာဝါဟန်ကလည်းအခုပုံစံကောင်းတွေပြနေတာဆိုတော့အိမ်ကွင်းမှာတော့သူတို့ကောင်းကောင်းကြီးကိုသူတို့တုံးပြန်နိုင်ခဲ့ပြီမဲ့ဒါပေမဲ့တိုက်စစ်ကထင်သူတို့လုံးဝဖြစ်တော့သူတို့ဒီကိုးရဖို့ကတော်တော်လေးကိုရုန်းကန်တယ်ပေါ့နော်ဒါဒီမှာဆိုကြဝါဟန်ကဒီအနီကက်တွေပါအထိပါတော့ပဲဒါတော်တော်လေးညံ့နာခဲ့တာပေါ့နော်ဒီအနီကက်မှာဆိုလို့ရှိရင်ကျွန်တော်ထင်ဒီနှစ်ဝတနီမဟုတ်တယ်နော်ဒါဒီဝါဟန်မှာတော့နှစ်ဝတနီပေါ့နော်နှစ်ဝတနီမဟုတ်ဗျသူတို့ဓာတ်ရိုက်အင်ဂျီထုတ်ရတာနော်ဓာတ်ရိုက်အင်ဂျီတော့ထုတ်ခံတာဒီဒိုင်လူကြီးကိုစောစကားတက်လို့ဆိုပြီးတော့ဒါဒိုင်လူကြီးကတော့ဟိုနေပေါ့ဟိုနေဖြစ်ဒီကက်ပြလိုက်တယ်နော်ပထမသူအဝါကက်ပြတယ်အဲ့လုံးလည်းဒါကျွန်တော်တို့ဒီအဝါကက်လောက်ပဲပြတဲ့နော်ဒါပေမဲ့လည်းဒိုင်လူကြီးကဒီသူ့ကိုပြန်ပြောတယ်ဆိုပြီးတော့သွားတော့ဒီကက်ဓာတ်ရိုက်တော့ဝါထိပြီးတော့ဓာတ်ရိုက်နေကြတယ်ထိသွားတယ်အဲ့မှာတော့ဝါဟန်ပြန်မလာနိုင်တော့ဘူးနော်တပူရဲ့ဒါကျွန်တော်တို့နောက်တဲ့ခြေပေါက်ကိုတကူပြန်ပေးလိုက်တော့တူးစီဆိုတော့ဝါဟန်ကပြန်မလာနိုင်တော့ဒါအဲ့နီကတော့မထိလို့ဆိုရင်ပြောမရဘူးနော်ဝါဟန်ကဟို1-1လောက်ဒီသူတို့စူးစမ်းပိုင်မှုရှိတယ်နော်ဒါပေမဲ့လည်းကမ္ဘာကောင်းစွာနဲ့နီကတိသွားတော့ဝါဟန်ကတော့ခင်ဗျားတို့အလုံးမဖြစ်ခဲ့ဘူးနော်တစ်ဖက်ကကျွန်တော်တို့လီဗာပူးတင်းမှာဆိုလို့ရှိရင်ဒါကိုရီအသင်းကဒါပထမဆုံးကျွန်တော်တို့အဝေးဝေးနိုင်ပွဲနော်ဘယ်လောက်ထိဝေးခွင့်မညံ့နိုင်လားစဉ်းစားကြည့်နော်အနိုင်ဆိုတာဆိုတော့မှမသိတဲ့ဘဝအခုမှပဲဒါကျွန်တော်တို့တူးစီးနဲ့ဝါဟန်နိုင်တော့တယ်ပေါ့နော်ဒါတော်တော်လေးကိုမစိုးဘူးလည်းပြောရမလားဘယ်လိုပြောရမလဲမသိဘူးနော်ဒီရာသီမှာနော်ကျွန်တော်ဒီတင်းဦးနေညမှာနော်ထူးထူးခြားခြားနော်ဒီမန်ချက်စတာယူနိုက်တက်ကလည်းကျွန်တော်ကောက်နိုင်နော်လီဗာပူးကလည်းထူးထူးခြားဒီညမှာကောက်နိုင်နော်အင်္ဂလန်နှစ်သင်းကတော်တော်ဒီညမှာကောက်နိုင်တယ်နော်အင်္ဂလန်မှာကျွန်တော်တို့ဒီမာယူနီးပြနဲ့အမွေနဲ့ဒါအနစ်စလောရဲ့နီးပြဒီလီဗာပူးရဲ့အနစ်စလောနဲ့နော်ဘသူထုတ်ခံပါထခံပါထူးထူးခြားခြားဒီညမှာသူတို့ငနေသားနှစ်ကောင်ကောင်းနိုင်နေတယ်ဆိုတော့ဒါ
ဘုံဖွဲ့ဝင်နေမှာထောက်ကမလို့လို့စပြီးထားရမလို့လို့ဖြစ်နေတာပေါ့နော်ဒါဒီဘဖို့တော့ဒီပွဲမှာဒီဟိုနေပေါ့ဟိုလူအပြောင်းလေးလောက်ခဲ့တယ်ပေါ့နော်ဒီစာလာနေရာမှာကျွန်တော်တို့ဒီ flooring ဘောက်ထည့်တယ်တိုက်စစ်က insert ထည့်တယ်နော်ဒီဆိုမစလိုက်သူ့ရဲ့ number တန်းကိုပြပို့တယ်နော်ပွင့်လက်က mark list စာနဲ့ကျွန်တော်တို့ကမ္ဘာပါနော်ဒီမှာကျွန်တော်ဝဟန်ကိုတာရခဲ့တယ်ပွင့်လက်တွေပါတာရခဲ့တာနော်ဝဟန်ကိုပွင့်လက်တာရခဲ့တယ်ကျွန်တော်တောင်မညဘဲတောင်မဆိုကျွန်တော်ကပိုးထုတ်လာတယ်နော်စာလာတော့သူ line နဲ့အောက်ခဲ့တယ်နော်နောက်ထပ်မှဆိုကျွန်တော်တို့မိုင်လူကားတဲ့နဲ့ကျွန်တော်တို့ဒီဘန်တိုင်းနဲ့ကိုနာတီနဲ့ဂျိုကိုမတ်နဲ့ဒါကျွန်တော်ပြောချင်တာဂျိုကိုမတ်တို့ပါကောင်းတာပဲအန်နီဆိုတော့ကိုတော့မကြိုက်တာဖြစ်နေတာဂျိုကိုမတ်တို့ကစားတာကောင်းတာပဲဟုတ်လားဒီဘက်မှာကျွန်တော်စိုးပြောလို့ရနော်ဆိုစလိုက်အောင်သူ့ညာသူပြန်ပို့တော့ကျွန်တော်ဗာမြင်ရတယ်ကိုယ့်ရဲ့ဝါဘေးလေးမြင်ရတယ်ကိုဒီတိုက်စစ်လိုက်ပါမှုလေးမြင်ရတယ်နော်ဒါကျွန်တော်တို့ဒုတိယကိုကျလို့စရင်ဒါဆိုပစလိုက်စီကလာတယ်နော်ဆိုပစလိုက်စီကသူကိုသမားနဲ့သူဘိုင်ဝမ်တွေ့တော့ကိုသမားဒီဘက်ပြန်ခေါက်လာပြီးတော့ကျွန်တော်တို့ဝင်နေဝင်လာပြီးလိုက်တာတော့ဒီတော့ဒီကမ္ဘာဘာလာပြီးလိုက်တာတော့ဒီတော့ကပိုအပိုင်းပိတ်သွင်းသွားတာနော်ဒီဤဆက်ကတော့ကကျွန်တော်တို့ဒီနေပါဘူးတင်မှာထူးထူးပထမဆုံးကိုပေါ့ဗျာနော်ဤဆက်ရောက်လာတဲ့ပွဲစဉ်ကိုကျွန်တော်တို့ဘယ်နှပွဲရှိနေလဲစားတာ14ပွဲ15ပွဲရှိတယ်နော်အခုမှတကူပဲရတယ်ဤဆက်နော်ကလပောင်းခလာမှာတကူလားတကူပြင်းပြကြီးမှာဆိုကျွန်တော်တကူပဲရတယ်ဤဆက်ကနော်သူ့နေတဲ့ဒါဒီပြန်ပြီးတော့ဝတန်နဲ့ပြန်မိလာတဲ့ပုံစံပေါ့နော်ဤဆက်ကစားတာစိုးပါဘူးနော်ကျွန်တော်တို့ဒီ floor ကစားတာလည်းစိုးစားတာနေရာမှာသူကစားပေးမှတိုးနဲ့ရုံးနိုင်တယ်နော်ဒါသူဖန်တီးမှုတွေသူလုပ်တယ်ဒါပေမဲ့ဒီတော့ဘိုးမရခဲ့ဘူးနော်ဤဆက်ပထမကံဝိုင်းလုံးကိုတော်တော်လေးကောင်းပါတယ်နော်ဟိုတိုင်ပေးရနေပြီးတော့သူကောက်ချက်ချစ်သွားတာတော်တော်လေးကိုကောင်းတယ်နော်ကျွန်တော်တို့ဒီဒါဤဆက်နောက်တစ်လုံးအပိုင်ခွင့်ရပြီဒါပေမဲ့ဤဆက်ကတော့နောက်ပြန်กินနေတာဝါကိုသမားကာပဲသွားတဲ့အတွက်ဒါမှကိုမရခဲ့ဘူးနော်ကျွန်တော်ဒီနောက်တန်းကမှာတော့ဒါကျွန်တော်တို့ clean sheet ပါရလို့နော်ထူးထူးဆန်းဆန်း clean sheet ပါရလို့နော်ဒါအားနည်းစလို့တော့ဒါတော်တော်လေးကိုဒီ PR တွေရော့ပြုတ်သွားတဲ့ပွဲလို့ပြောလို့ရတယ်နော်သူ့အသင်းတောင်ရှိတွေကသူ့တတိပေးထားတယ်ပေါ့နော်ဒီလာမဲ့3ပွဲမှာရိုင်းလက်တွေစိုးသွားမယ်ဆိုလို့ရှိရင်သူအသင်းဟိုမန်နေဂျာယာဒူကနေပြီးထုတ်နိုင်ရရှိတယ်သူ့ခေါ်ယူဆွေးနွေးထားတယ်ဆိုတော့ဒီပွဲမှာအန်နီစလိုတန်မှာဖြစ်မနေနိုင်ဘူးလို့ပါတယ်ကစားသမားတွေကလည်းဒီပွဲမှာတော်တော်လေးကိုစူးစမ်းတယ်နော်တလဲရွှေတလဲငွေလာတော့မသိဘူးစမ်းပါတယ်နော်ဆိုတော့ခုလောလောဆယ်တော့ကျွန်တော်2စီးနဲ့ကောင်းနိုင်ပါတယ်နော်ကျွန်တော်အဆင့်ကတော့ကျွန်တော်ပဲရောက်သွားတယ်ဆိုတော့ဒီကျွန်တော်တို့နေမှာအခုဆိုရင်ဒါ8ရောက်ပါပြီနော်ဒါ United နဲ့ကျွန်တော်တို့ပိုအောက်ပါနော်8စီး8တော့ဝင်လာပြီဆရာသမားတွေနော်ဒါကျွန်တော်ရမ်းမှတ်21မှတ်နဲ့နော်ဒါကျွန်တော်တို့ဒီအာဆင်နယ်နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့8မှတ်လောက်ပေါ်လာတာပေါ့နော်8မှတ်လောက်ပေါ်တယ်ဆိုတော့ဘယ်ထိဖိအားပေးနိုင်မလဲပေါ့နော်ဒါကျွန်တော်စောင့်ကြည့်ဖို့ကောင်းတယ်နော်ဟိုတပွဲနိုင်ပြီးတော့နောက်တစ်ပွဲတော့ရှုံးလို့မရှုံးဘူးနော်ငနေသားတွေပြောရတာမဟုတ်ဘူးနော်ဒီဆန္ဒနာကျွန်တော်ကမ်းမှာလိကျူနေတဲ့ဆန္ဒနာကျွန်တော်ကမ်းမှာဆိုတော့ကျွန်တော်တို့ပေါ်စားလို့မရဘူးနော်ဒါအားတစ်စလောက်တော့တော်တော်လေးကိုနိုင်ပွဲရသွားတော့သူတော်တော်လေးကိုကောင်းတဲ့ပွဲတစ်ပွဲပေါ့နော်ဒါကျွန်တော်တို့ပြင်ချိပါရတယ်ဒါဘုသမားကျွန်တော်တို့20မကကလင်းချိရတယ်ဆိုတော့တော်တော်လေးကိုကျင်တတ်ရပါတော့နော်ပြိတဲ့အနေနဲ့နော်ဒါကျွန်တော်တို့မနိုင်တာဆိုတော့တော်တော်လေးကိုကြာတယ်နော်တော်တော်လေးကိုကြာနေပြီနော်ဆာလာဆိုလို့ရှိရင်ကျွန်တော်တို့တပွဲလုံးကိုဖိုင်နာအောက်ဖိုက်တာနော်အားနဲ့စလောကတပွဲလုံးကိုပြီးမပါဘူးနော်ဒီပွဲမှာဆိုကျွန်တော်တို့ဒီမိုင်လိုကတ်ကတ်ပါလို့လဲဟိုမစိုးပြောလို့ရတယ်ပေါ့နော်မိုင်လိုကတ်ကတ်ပါလို့စိုးခံစစ်ကကျွန်တော်ပြင်နေတာအဲ့လိုမျိုးကြစ်လေးနေဗျာကျွန်တော်တို့တိုင်းစစ်ကဂိုးမရရင်ခံစစ်ကအဲ့လိုတိပြုံပြက်နိုင်စားလို့နော်ဒီလိုမျိုးကြစ်လေးနေနော်အရင်ဂိုးမပေးရဘူးနော်တိုင်းစစ်ကသူ့လိုလိုတဘိုးကရနိုင်နော်မရနိုင်တာကြောင့်မရှိသူ့လိုလိုခံစစ်ကတည်းကြစ်လေးစောမှာဆိုလို့စတိုက်စစ်ကသူ့လိုလိုဒီတဘိုးကရနိုင်ရှိတယ်ပေါ့နော်ကျွန်တော်တို့ကဒီခံစစ်တွေဘိုးကြီးအမြဲတမ်းပြန်များပေးနေရတယ်တိုက်စစ်ကလည်းအားမရှိတယ်ပေါ့ဘိုးသိမ်းဖို့အားမရှိတော့ဒါကျွန်တော်တို့ဒီအခုလိုမျိုးကြစ်လေးနေရတော့ဒါကိုဒီပိတ်သက်တွေနေလည်းစိတ်ချမ်းသာတယ်ပေါ့နော်ကျွန်တော်တိုက်စစ်သမားတွေနဲ့လည်းတော်တော်လေးကိုစိတ်ချမ်းသာတယ်ပေါ့နော်ဒါကွင်းထဲမှာတော့မစိုးဘူးနော်ကမ္ဘာပိုက်တို့မန်နေစာတော့ကျွန်တော်တို့မစိုးပြောလို့ရတယ်နော်ကျွန်တော်တို့ဒီကပူဘာတော့ကျွန်တော်တစ်လုံးဖန်တီးတယ်ပေါ့နော်ကျွန်တော်တို့ဂျိုကိုမက်ကလေးဒါတစ်လုံးဖန်တီးသွားတာနော်ဂျိုကိုမဒုတိယလုံးဖန်တီးသွားတာဟုတ်တယ်ကပူတိုးရွှမ်းတော့ဖန်တီးသွားတာနော်တော်တော်လေးကိုကျွန်တော်တို့ဒီမစိုးပြောလို့ရတယ်ပေါ့နော်
ဒီတင်းတောင်ဝင်ရှိနေနဲ့အာနေစလောကျွန်တော်ယာဒီပုံလေးဆက်မြင်ရမှာကျွန်တော်မြင်နေပါတော့ဒါပေမဲ့လည်းပြောလို့မရလို့ဆရာသမားတွေနော်အာနေစလောကကြိုးကြအောင်နော်ဒါကျွန်တော်တို့ဒီနိုင်သွားပြီဆိုရင်ကျွန်တော်တို့အရင်မပြောရဘူးဟောကျွန်တော်တို့ဝဟောင်းကိုတွေသွင်းအောင်မှတိုက်စစ်မှုတွေကအောင်ပွဲတော့မခံရဘူးနော်ညလာငါလာအောင်ပွဲမခံရဘူးကျွန်တော်ဒီလိုမျိုးလေးပဲလုပ်ပြမယ်နော်အဲ့တော့ဒီကိုတွေတိုက်စစ်ကဘလို့ကိုတွေအတင်းအဲ့လောက်တိုင်ပတ်နေတာပေါ့နော်ခုဆိုကျွန်တော်တို့ဒီဘောဘကွန်တိတ်မှုဆိုလို့ဆိုရင်ကျွန်တော်တို့9ချိန်ရှိတယ်ဘုံပေါင်းတက်တယ်ကျွန်တော်9ချိန်ရှိတယ်ဟို2ကိုရတယ်နော်2ကိုရတယ်ဆိုတော့ကျွန်တော်တို့အတွက်လုံလောက်သွားတယ်ပေါ့နော်ဒါ AKD ကတော့ကျွန်တော်တို့ဒုတိယပိုင်းမှာသူလာခဲ့တယ် AKD ကတဲ့လုံးနဲ့ကောင်းတယ်နော်ကျွန်တော်တိုင်ပေးရထွက်သွားတာနော်ဒါခုဆိုလို့ဆိုရင်အနက်စလောကတော့ရှာနေအောင်ကနေပြီးတော့ပထမဆုံးရုံးကန်ရုံးပြထွက်နိုင်တယ်ပေါ့နော်ဒါကျွန်တော်နောက်တဲ့တပွဲကိုကျွန်တော်တို့ဘယ်ထိဆက်ထိန်ထားနိုင်လဲတပွဲလောက်နိုင်ပြီးတော့ကျွန်တော်နောက်၄-၅ပွဲလောက်ထိုက်ရှုံးမလားနော်အဲ့လိုတော့မဖြစ်ချင်ဘူးပေါ့နော်အဲ့လိုတော့မဖြစ်ပါဘူးဆုတောင်းအောင်ဆရာသမားတွေနော်ခုမှပဲအနိုင်ဆိုတာဆိုတော့မသိတော့နော်နေပါဘူးနော်တော်ခုမှပဲပိတ်တဲ့အနေနဲ့ရေတော်မနဲ့မကြည့်ရတယ်နော်ပထမတော့ဒါရေတော်မကြည့်နေရတာဘောဟာတော့တိုက်ဘောတဖုံဖုံနဲ့ကန်နေတာနော်တဖုံဖုံနဲ့ကန်နေတာကျန်တန်းစောနေတော့ကိုလေးတိုင်ပတ်မလားမလေးဒုက္ခရေတော်မနဲ့ကြည့်နေရတာနော်မတည်ဒါအီဆက်ရဲ့တကိုးလေးရသွားတော့ဒီတကိုးရအောင်ဆိုတော့ပျော်နေရတာပေါ့နော်နောက်ထပ်ကပူရဲ့တကိုးရသွားတော့လေတူးကြည့်ဆိုတော့ပြောစရာမလိုတော့ဘူးလေမင်းအဲ့တော့စိတ်ချမ်းသာတော့ဆရာသမားတွေနော်ခုမှပဲဒါဝေကင်းမှာချက်တော့မှနိုင်မောလေးရဆိုတော့ဘယ်လိုပဲဖြစ်ပြောမှာနော်ကိုအားပေးတဲ့ပိတ်သက်တွေကတော့နိုင်ပြီဖြစ်စေရှုံးပြီဖြစ်စေကိုယ်သိတော့အများနဲ့နိုင်စေချင်တော့ဒါပေမဲ့လည်းဒီလောက်စုပ်ပြရုပ်ပြစင်ပြဒီတိုင်ပတ်နေတယ်ဆိုတော့နေလို့မကောင်းရှုလို့မကောင်းဘူးနော်အခုတော့ဒါကျွန်တော်တို့အဝင်ကမှာဟိုဟောင်းကျွန်တော်တူးစီးနေနိုင်တယ်ဆိုတော့ဒါကစားသမားတွေတော့အားနည်းစလို့တော့တော်တော်လေးစိတ်တက်ခွန်အားပြန်ပြီးတော့ဝတ်တန်ပြန်ပြီးလာမယ်ပွဲလို့လည်းကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဒါကျွန်တော်နေပါဦးပိတ်သက်တွေဘယ်လိုမြင်ကြတယ်ကျွန်တော်ဝဟန်နဲ့ကျွန်တော်တို့ဒီပုံတင်တဲ့ကစားတဲ့ပွဲမှာဘယ်ကစားသမားတွေကောင်းတယ်လဲနော်ကစားသမားတွေတစ်သိန်းလုံးကောင်းတယ်လားနော်အမေလေးတွေဆွေးနွေးပြကြပါဦးကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုပေးနေကိုမိတ်ဆွေများအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီကောင်းချစ်တဲ့ပိတ်သက်များအားလုံးစိတ်ကိုယ်ကျမ်းမာခြင်းပြည့်စုံကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပါတယ်